ဒရတာဆိုတဲ့နေရာမှာအဲ့လိုကောင်းကောင်းမွန်မွန်ဆောင်ရွက်ပါတယ်အဲ့ဒီလိုတည်ဆိုရင်လည်းအခုကျွန်တော်တို့ဟိုမောခေတ်ကာလရဲ့ကပိုင်းတစ်ခုရဲ့ရည်သီးကြောင်းအပြောင်းလဲတွေရှိတဲ့ပုံမှာကျွန်တော်တို့ဖန်တီးတဲ့သူတွေဘက်မှာဟိုပေါ့နော်ရိုက်ခတ်မှုလောကဓာတ်ရဲ့ရိုက်ခတ်မှုပေါ့နော်ဟိုဘာဖြစ်လာလဲဆိုတော့ဤပညာတိုးတက်လာတဲ့ပုံမှာ AI ပေါ့နော် AI ကကျွန်တော်တို့ဟိုအသုံးပြုတတ်တယ်ကောင်းတဲ့အရာပါလူဦးရေ100လောက်ဝိုင်းလောရမယ့်ဟာကိုကျွန်တော်တို့တယောက်တည်းနဲ့လည်းပြီးသွားနိုင်တဲ့အရာမျိုးတွေကို AI ကိုသုံးချတတ်ရင်ရနိုင်ပါတယ်ကျွန်တော်တို့လုပ်ငန်းတွေအတွက်အခုသုံးချပါတယ်เนาะအဲ့တော့စိုးကျိုးလေးတွေဘာတွေရှိလာကြလဲဆိုတော့ကျွန်တော်တို့တေးသချင်းလေးတွေကိုဒီ AI ကိုလက်တဲ့ဆိုင်ရင်နဲ့ညီလေးညီမလေးတို့ကိုကြီးမာကြီးတို့ဦးကြီးတို့ရှိကောင်းရှိနိုင်ပါတယ်ပညာရှင်အချို့ပေါ့နိုင်ငံခြားမှာနေတာလည်းဖြစ်နိုင်ပါတယ်ပြည်တွင်းမှာနေတာလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ခန်းစားချက်လေးကိုကျွန်တော် AI ဖန်တီးနေသူများနဲ့ဒီတချင်းလေးတွေကိုခန်းစားပြီးတော့နားထောင်ပေးကြသူများကိုကျွန်တော်ဟောပေါ့နော်ကျွန်တော်ရှင်တဲ့ခန်းစားချက်လေးကိုတင်ပြခြင်းပါတယ်ဘာလို့တင်ပြခြင်းလဲဆိုတော့ကျွန်တော်တို့လိုခန်းစားနေမှုကိုကျွန်တော်တို့လိုတေးချင်းဖန်တီးသူတိုင်းမှာကျွန်တော်လိုထပ်တူခန်းစားလိမ့်မယ်လို့လည်းကျွန်တော်ထင်ပါတယ်နော်ဒါလေးကိုမေတ္တာရှိထားပြီးတော့ပြီးဆုံးအောင်နားထောင်စေခြင်းပါတယ်ကျွန်တော်တချင်းတစ်ပုတ်ချစ်ပေါ်ဖို့အတွက်တစ်ခါဆိုရင်ကျွန်တော်တေးဆရာတဟာအောင်ပဲဥတီပြီးပြောမယ်ပေါ့နော်တကယ်ချင်းငါဘယ်လိုမျိုးလေးခံစားမှုရှိတယ်ကွာလွမ်းရတယ်ကွာဘယ်လိုမျိုးလေးတော့ငါချစ်တဲ့ချင်းလေးကိုငါဖန်တီးကျင်တာတကယ်ချင်းကဘယ်လိုကြောင်းရလေးငါပေါအောင်ရေးပေးစမ်းပါကွာအဲ့လိုမျိုးလေးနဲ့ဘယ်လိုစကားလုံးလေးတွေတော့သုံးပြပါအောင်ကွာဆိုပြီးရေးတာရှိတယ်ခါတရံကျတော့လေတကယ်ချင်းကိုတကယ်ချင်းမင်းရေးထားပြီးသားဗာချင်းလေးတွေရှိတော့ငါပြအိုးဆရာတေးဆိုတယောက်ကတေးဆရာဆိုတောင်းဆိုတဲ့ပိုင်းလေးကိုပြောပြတာပါတေးဆရာဘက်ကကြတော့အရှင်ဆုံးတစ်ချင်းရေးတော့မယ်ဆိုရင်လွန်ချင်းဆိုရင်ကောင်လေးနဲ့ကောင်မလေးချစ်ချင်းရဲ့ပုံစံလေးကို तू တီဆော့တယ် तू နှလုံးသားထဲမှာကြံတွေးတဲ့စိတ်နဲ့ तू တီဆော့ပြီးတော့ तू မိန်မောပြီးတော့ तू ခန်းထဲမှာလွတ်လပ်တနေရာမှာလွတ်လပ်စွာမိန်မောပြီးတော့ဘယ်လိုခံစားတယ် तू ကဘယ်လိုပြစ်သွားတဲ့ခါမှာ तू ခံစားရတဲ့အရာနဲ့ပတ်သက်ပြီး तू ဘယ်လိုအကြောင်းတရားလေးတွေဖော်ကျူးမယ်အဲ့လိုလေးတွေနဲ့ तू စာသားလေးချရေးတယ်အဲ့ဒါလေးကို तू ကဘယ်လိုကော့ပီယိုတွေနဲ့တွားရမယ်ဆိုတဲ့ဟာလေးနဲ့ဒီတေးသချင်းတစ်ပုတ်ဖြစ်ဖို့အတွက်တစ်ခါသူတစ်လလောက်ရေးရပါတယ်နော်တာမန်သချင်းကတော့သူဂီတာကော်လေးရောင်းကော်လေးနဲ့ရေးပြီးတော့တန်စင်လေးထည့်ပြီးရိုးစာသားတွေထည့်လိုက်ရင်တစ်ပုတ်တော့ပြီးပါတယ်တရက်ကို2ပုတ်တောင်လည်းပြီးပါတယ်ကျွန်တော်တို့အတွက်ရေးတဲ့ဟာမျိုးသူတရက်တည်းနဲ့မပြီးပါဘူးဘာလို့လဲဆိုတော့တငယ်ချင်းကိုသူကအလေးထားတယ်ငါတငယ်ချင်းတစ်ပုတ်ပြီးတစ်ပုတ်ဓာကြီးပဲထပ်နေတယ်လို့ပြောမခံနိုင်ဘူးတင်းစအောင်လည်းပြောမခံနိုင်လို့တင်းဆိုအတွက်လည်းသူကကြည့်တဲ့ကံမှာတစ်ခါတည်းက15လောက်ကြာတယ်တစ်ခါတည်းက1လလောက်ကြာတစ်ခါတည်းက2လလောက်ကြာတယ်သူပြီးမှသူပေးမှကျွန်တော်တို့ကဆိုရတာအဲ့တော့အဲ့လိုတချင်းမျိုးလေးတွေသူရေးပြီးနှစ်ပြီးတော့သူခံစားပြီးပြီးပြီဆိုမှတကယ်ချင်းရင်ပတ်ကြီးနဲ့ခံစားပြီးရေးတာရော့မင်းဒါမှမဟုတ်တချင်းနောက်ထပ်ရေးဖို့မလွယ်ဘူးဒါမင်းတို့ငါရေးပေးလိုက်ပြီးတကယ်ချင်းမင်းနားထောင်ကြည့်အောင်ဆိုအဲ့လိုမျိုးလေးနားထောင်ကြည့်ပြီးတော့ကျွန်တော်အဲ့တချင်းကိုချင်းချင်းဖမ်းမှခံစားပြီးတော့တကယ်ချင်းငါအရန်ကြိုက်တယ်ကျေးဇူးတင်တယ်ကွာဆိုပြီးတော့တကယ်ချင်းလူပညာကြီးကြောတယ်ပေါ့ဗျာနော်ပြီးရင်ကျွန်တော်အဲ့တချင်းကိုချင်းချင်းဖမ်းမှနားထောင်ပြီးတော့ဒီတချင်းကဒွန်းလာပါဘတ်နဲ့တီးရင်ကောင်းမလားသစိမ့်ဘတ်နဲ့တီးရင်ကောင်းမလား VPN ဘတ်နဲ့တီးရင်ကောင်းမလားကိုစိုးမိုးတို့ဖွဲ့နဲ့တီးရင်ကောင်းမလားကျွန်တော်တို့ကအချင်းချင်းဖမ်းမှန်စဉ်းစားပြီးတော့မှလိုက်ပါမဲ့သူနဲ့ရွေးပြီးတော့မှအဲ့ဘန်တစ်ခုကျွန်တော်ဒွန်းလာပါနဲ့တီးမယ်ဆိုရင်ဒွန်းလာပါဘန်ကိုကျွန်တော်ဒီချင်းလေးတီးချင်တာကိုကြီးဟာဒီချင်းလေးကိုကျွန်တော်အရွေးလေးလုပ်ပြီးတော့ကျွန်တော်တီးချင်တယ်ဘယ်နည်းလောက်ရမလဲအဲ့လိုမျိုးလုပ်ပြီးတော့မှသူတို့ကနေပြီးတော့အေးဟုတ်ပြီငါတို့ဘယ်နေ့ကိုတီးမှာငါတို့ရန်ကုန်မှာတီးတဲ့သူတွေကရန်ကုန်မှာဘယ်သူတွေရှိနေတာရန်မန္တလေးမှာဘယ်ပွဲရှိတဲ့နေ့မှာငါတို့စုပြီးတော့တီးမယ်အဲ့တော့အဲ့လိုမျိုးမဟုတ်မင်းမြန်တီးချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒွန်နဲ့ KB တီးတဲ့ဆရာတွေကိုကျွန်တော်မန္တလေးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့မှကျွန်တော်ဟိုတယ်တွေပါပြင်ဆင်ပေးရတယ်ပြီးရင်ကျွန်တော်တို့စားဖို့တောက်ဖို့ကျွန်တော်စီစဉ်ပေးရတယ်ဒါကျွန်တော်ဒါတွေကလိုအပ်လို့ပြောပြတယ်လို့အောက်မေ့ပါနော်ကျွန်တော်ဘာမှဘယ်သူထိခိုက်စေချင်လို့ဆန္ဒမပါဘူးအဲ့တော့တင်းဆိုတယောက်က producer လဲကျွန်တော်လုပ်တာဆိုတော့ကျွန်တော်ဒီဆရာတွေကိုကျွန်တော်တို့ကပြင့်ဖက်ရတယ်ပြင့်ဖက်ပြီးမှဆရာတွေကဒီသချင်းကိုတည်ကြည့်ပြီးကိုမနော်ဒီသချင်းလေးကိုကျွန်တော်တို့ဒီလိုတီးမယ်ဆိုကြည့်ပါကိုကြီးကကျွန်တော်ဒီသချင်းလေးကိုနည်းနည်းတော့ခုံသွားသလိုပဲကျွန်တော်နည်းနည်းလွမ်းပေးပါအောင်ဟုတ်ပြီအဲ့ဒါပြန်လုပ်ကြည့်တယ်ကြိုက်ပြီအချမ်းတီးကြည့်တယ်ကြိုက်ပြီတဏီကုံလောက်တာနော်တဏီကုံလောက်တာခေါက်ပေါင်းများစွာလောက်တာအဲ့ဒီမှာမီးစက်နိုးရတယ်စီဘိုးကုံတယ်ကျူဒီချင်းပေးရတယ်ဒီဆရာတွေရဲ့ကျွန်တော်တို့လက်ဖက်တောက်ချင်လက်ဖက်ထမင်းစားချင်ထမင်းဒီဆရာနဲ့ညင်းစဲတာမဟုတ်ဘူးနော်သူတို့ပုံမှန်လူတဘာဝစားချင်တောက်ချင်ကိုပြောတာဒီဆရာတွေနဲ့ကျွန်တော်တို့အဲ့လိုဆောင်ရွက်ပြီးကိုယ့်ဘက်ကလည်းအဝတ်ကြည့်ဖို့လိုတယ်လေအဲ့လိုမျိုးနဲ့တချင်းတွေတို့တီးနဲ့နားထောင်ကြည့်လိုက်တဲ့အခါစင်ပြေပြီးအကြမ်းပြီးသွားတယ်ခေါက်ရည်ဒီတိုင်းထားမယ်ဒီနေရာမှာဒီတိုင်းထားမယ်အဲ့နေရာမှာဒွမ်သမားကဒီတိုင်းဒီလိုတီးချင်တာ
KB ဆရာဒီလိုတီးချင်တာဂီတာသမားဒီလိုတီးချင်တာဘေးသမားဒီလိုလုပ်ချင်တာဆိုပြန်ပြင်ရတာရှိတယ်အဲ့ဒါတွေအကုန်လုံးပြီးပြီဆိုမှအချောတီးမယ်ဆိုတဲ့ခါကျဒွမ်သမားအဲ့မှာချောတီးပြီဒွမ်ဆရာချောတီးပြီးသွားပြီဆိုရင်ဒွမ်ပြီးပြီဘေးဆရာနောက်တစ်ရက်ပြင်တီးတယ် KB ဆရာတီးတယ် KB ဆရာတီးတဲ့ခါမှာကျွန်တော်ဗျာဟိုမွေးမြူတို့တချင်းလေးဆိုရင်ကျွန်တော်ကပိုက်ကွန်လေးနဲ့မိုးလေးကဖွဲဖွဲလေးကျနေတာမြစ်ထဲမှာတန်ဃာတယ်လေးကလှေလေးနဲ့သူကပိုက်ကွန်လေးပြစ်တဲ့ဟာလေးမိုးဖွဲဖွဲလေးကျနေရတယ်အဲ့ဟာလေးကိုခန်းစားပြီးတော့အကိုရရှေ့ကတီလုံးလေးတီးပြပါအောင်ဆိုတော့သူစဉ်းစားရတယ်ကြိုက်စဉ်းစားရတယ်စဉ်းစားမှသူကအဲ့တီလုံးလေးတီးရတာမွေးမြူတို့အဲ့ဒါလေးရားဖို့လေအချိန်တော်ပေးရအဲ့လိုမျိုးပဲဖန်တီးရတဲ့ချိန်အစဉ်စဉ်ရှိခဲ့ပါတယ်နော်ဂီတာဆရာလည်းအဲ့လိုရှိခဲ့ပါတယ်အဲ့လိုမျိုးကျွန်တော်တို့တချင်းတစ်ပုတ်ပြီးဖို့အတွက်ဒါတွေပြီးပြီလားဆိုတီးကြတွေကုန်ပြီးပြီဆိုတော့ကျွန်တော်ဆိုဖို့အတွက်ချိန်ပြန်ပေးရကျွန်တော်အနည်းဆုံးခောက်100လောက်တချင်းတစ်ပုတ်ကိုကျွန်တော်စီစစ်ရတယ်ဆိုတယ်ပြီးသွားပြီကျွန်တော်ပြန်နားတော့ကြည့်တယ် music နဲ့ကျွန်တော် vocal နဲ့ကပ်ပြီလား line ကပ်ပြီလားနားတော့ဆင်ပြေပြီလားဟုတ်ပြီအဲ့တည်းထားလိုက်တယ်နောက်တည်းပြန်နားတော့ကြည့်တယ်မကပ်ဘူးအဲ့ကျမှအာယုံပြောင်းသွားတယ်ပုံစံမကြဘူးဆိုရင်ပြန်ဆိုတယ်အဲ့လိုမျိုးနဲ့ကျွန်တော်ချင်းချင်းဖန်ဖန်စစ်ပြီးခောက်100အနည်းဆုံးနားထောင်ရပါတယ်ဆိုရပါတယ်အဲ့လိုဆိုပြီးတော့မှအဲ့ဒါလေးတချင်းလေးပြီးပြီဆိုအချမ်းပြီးပြီဆိုတဲ့ချိန်မှာမစ်စင်ဆရာပြကျွန်တော်ချင်းလေးကိုမစ်စင်ဆွဲကျင်လို့ဆိုပြီးကိုစုံမိုးဆိုကိုစုံမိုးဆရာကိုမြင့်စောဆိုဆရာကိုမြင့်စောသူ line နဲ့ကိုက်မဲ့ဟာကျွန်တော်မစ်စင်ဆွဲရတယ်မစ်စင်ဆွဲတဲ့အချိန်မှာကျွန်တော်တို့လူပညာကြီးကြောရတယ်လို့အချိန်ပေးရတယ်ရှေ့မှာတေးဆိုတွေတခြားတွေရှိနေတယ်ဆိုရင်ကျွန်တော်တစ်လောက်ဆောင်းရတာရှိတယ်တခါတခါတစ်ပတ်နဲ့ရတာရှိတယ်၄-၅ရက်နဲ့ရတာလည်းရှိတယ်နော်အဲ့လိုမျိုးလေးတွေလည်းရှိပါတယ်အဲ့တော့အဲ့လိုမျိုးအစင်းနဲ့ဆောင်ရွက်ပြီးတော့မှအဲ့ဒီတချင်းရဲ့ကုန်ကြစရာဘယ်လောက်ဖြစ်သွားလဲဆိုတော့340လောက်ဖြစ်သွားတယ်40-50ဝန်းကျင်လောက်ဖြစ်သွားပြီဖြစ်သွားပြီဆိုတဲ့အချိန်မှာအဲ့ဒီချင်းလေးကိုကျွန်တော်တို့က MTV ရိုက်ဖို့အတွက်ကျွန်တော်တို့ကပြန်ကြိုးစားတဲ့ခါမှာအခုကာလနဲ့ဆိုကျွန်တော်180လောက်ကုန်တယ်ကျွန်တော် MTV တပုတ်ရိုက်ဖို့ MTV ရိုက်မှမိဘပြည်သူများကြည့်ရတာဒီချင်းလေးနဲ့ပေးချင်တဲ့ message ကိုရောက်မယ်တချင်းလေးလည်းဟိုချင်းလေးတစ်ခုထိဟိုတောင်းဝင်နှောင်းဝင်လေးဖြစ်ဖို့အတွက်ကျွန်တော်ကောင်းကောင်းမွန်မွန်ရိုက်ပါတယ်ရိုက်ခွင့်ရဲ့အနည်းဆုံး2ရက်3ရက်တစ်ခါတစ်ခါ9ရက်ထိရိုက်ရတယ်အဲ့တော့ကျွန်တော်180လောက်ကုန်တယ်အဲ့မှာကျွန်တော်တို့တစ်ခါတစ်ခါစပွန်ဆာဟိုကြော်ညာရှင်လေးတွေကကျွန်တော်တို့ပံ့ပိုးပေးတာတွေရှိတယ်တစ်ခါတစ်ခါကိုယ့်ဘာကိုထုတ်ရိုက်အဲ့လိုမျိုးချင်းဖို့ပြီးပြီဆိုတဲ့ခါကျတော့မှမိဘပြည်သူများကိုရောက်ပြီးမိဘပြည်သူကတစ်ခါတစ်ခါ4-5လလောက်ဒီချင်းလေးကိုရှင်နဲ့မရောက်ဘူးတပြည့်ပြည့်နဲ့နားတော်ရင်မှနှစ်သက်လာပြီးတော့တစ်နှစ်လောက်နေမှဒီချင်းလေးရောက်တယ်ကျွန်တော်တို့ရဲ့လူပညာရင်းနှီးလေးတွေနော်တေးဆရာတွေတေးဆိုတွေတီးဆရာတွေဘတ်ဆောင်ရဲ့ကျွန်တော်တို့ producer တွေဟိုဟာအရင်းနှီးတွေရဲ့ရှင်ဘက်ကြီးနဲ့ရင်းပြီးတော့မှမိဘပြည်သူတွေစီကိုတင်ဆက်တဲ့ခါမှာအဲ့တချင်းလေးတွေကကျွန်တော်တို့အချိန်တစ်ခုတည်းပေးတော့မယ်ရှိပါသေးတယ်တခါတခါတချင်းလေးကအောင်မြင်သွားတယ်ပဲထားပါအောင်မြင်သွားတယ်အဲ့ဒီတချင်းလေးရဲ့အင်ကန်းဆိုတာကျွန်တော်တို့မှာကျွန်တော်ပွဲမဆိုပါဘူးနော်ကျွန်တော်ပွဲမဆိုရတဲ့အကြောင်းတရားကျွန်တော်အခုတော့မဖြစ်ချင်လို့မဆိုတာပါကျွန်တော်ကြောင့်လူတွေပျော်ပါမူယူရံဖြစ်တာတွေလည်းမရချင်လို့မဆိုဖြစ်တာအဲ့တော့အဲ့ဒီကကျွန်တော်ပတ်စံမယူပါဘူးမဝင်ဘူးကျွန်တော်တို့က online ကနေကြည့်လို့ကျွန်တော်တို့တစ်လကို10သိန်းရရင်ရတယ်15သိန်းရရင်ရဒါလေးတွေပဲကျွန်တော်တို့ကစုပြီးတော့စောင်းပြီးတော့ကျွန်တော်တို့ရပါတယ်အဲ့ဒါလည်း9လခွဲရတယ်အဲ့တော့3လလောက်နေမှကျွန်တော်တစ်ချိန်ထုတ်ရတယ်3လလောက်နေမှတစ်ချိန်ထုတ်ရတာဒီတစ်ပုတ်ပေါ်မှာကျွန်တော်10သိန်းရတဲ့ခါရှိ15သိန်းရတဲ့ခါရှိမယ်ဓမ္မလုံးလေးတွေစောင်းအောင်ကျွန်တော်10နှစ်လောက်နေမှပြည့်မယ်လေဒီချင်းတစ်ပုတ်ရဲ့ကုန်ချစေရအဲ့လိုမျိုးဆောင်ရွက်ရတာပါငွေကြေးကုန်ချလို့ပြောတာမဟုတ်ပါဘူးဒီတချင်းလေးတစ်ပုတ်ကိုအဲ့ဒီလိုမျိုးလေးတင်ဆက်ပြီးတော့မှဟိုဖြစ်မြောက်လာတဲ့တချင်းတစ်ပုတ်ကိုမိမိတို့ကတင်းတန်ရှင်ကိုကြိုက်တယ်တချင်းလေးကိုကြိုက်တယ်ငါဒါလေးကို AI နဲ့ငါအစိုးမိန်းကလေးဆိုတော့ယောက်ျားလေးလုပ်လိုက်မယ်ယောက်ျားလေးဆိုတာကိုမိန်းကလေးပြောင်းလိုက်မယ်အလွယ်တကူပဲဒါလေးကိုယောက်ျားလေးတန်နဲ့လိုချင်ပါတယ်မိန်းကလေးတန်နဲ့လိုချင်ပါတယ်ဒီစာသားဒီလိုမျိုးဘယ်လောက်ကြီးနဲ့လိုချင်ပါတယ်ဆိုပြီးတော့အလွယ်တကူလေးချိန်ပြီးတော့အလွယ်တကူလေး AI နဲ့တင်လိုက်တဲ့ခါမှာဟို AI နဲ့လုပ်ထားတဲ့ဟာဆိုတော့တူကိုဖွင့်ကြည့်လိုက်မယ်လေဖွင့်ကြည့်လိုက်တဲ့ခါမှာ AI ဆိုတာဗဇက်ကဆိုတာမဟုတ်ဘူးလေနော် तू ကဒီအတန်တစ်ခုကိုဂိမ်းဘလောက်နဲ့လိုချင်တယ်ဆိုရင်ဂိမ်းဘလောက်နဲ့လိုချင်တယ် तू က record တစ်ကဘာလုံးကတင်ဆက်ထားတဲ့ဟာကို record ယူထားတာဖြစ်ပြီးတော့ A နှုတ်နဲ့ကိုက်အောင် A နှုတ် A ကော့ထည့်ပေးလိုက် A နှုတ်နဲ့ကိုက်အောင်အတန်ကိုထည့်ပေးတာလေအဲ့ကြလူဆိုတာလူမဆိုနိုင်ပေမဲ့စက်နဲ့အဲ့လို तू က AI ကလုပ်ပေးထားတာဖြစ်ပြီးတော့လူတွေမရနိုင်တဲ့အရာကို तू ကစိုးပေးလိုက်တဲ့ခါမှာနားတော်ရတာတတ်ပါရသင်ကောင်းသင်မယ်အဲ့တော့အဲ့ဒါကိုဟွာမူရင်းထက်ဟွာမူရင်းတောင်ကောင်းတယ်လို့ဖတ်လိုက်ရတဲ့ခါမှာဟိုရင်းထဲမှာတော့တော်တော်အောင့်တက်ဖြစ်တာပေါ့ဗျာကျွန်တော်တို့သူတို့ကိုပြစ်မပြောလို့ပါဘူးခေတ်ကာလရဲ့အရွေလျားလေးပေါ်မှာသူတို့ရင်းထဲမှာရိုးတတ်ထုတ်ပြောလိုက်တာပေါ့နော်ဒါပေမဲ့ငါတို့တွေကဒီ AI တချင်းနဲ့ AI ကိုပြောင်းပြန်လုပ်ထားတယ်အစိုးရရဲ့တချင်းကို AI နဲ့ပြောင်းပြီးတော့တခြား AI တန်နဲ့လုပ်လိုက်တဲ့ခါမှာ music တွေပြောင်းလိုက်တဲ့ခါမှာ AI ကနားထောင်လို့ကောင်းပါတယ် AI နဲ့နားထောင်မယ်ဆိုရင်ကျွန်တော်တို့ AI ကိုရှိုးပဲဘယ်လိုခေါ်မှာတော့ဘယ်လိုဆိုခိုင်းမှာတော့
နော်ဘာနဲ့သွားတူနေလဲဆိုတော့ဂျပန်နိုင်ငံကထုတ်တဲ့ဆီလီကွန်မိန်းမကြီးနဲ့တူမှာပေါ့နော်ဆီလီကွန်မိန်းမကြီးနဲ့တူမှာ तू ကအသားရရောရုပ်ရရောမျက်လုံးတွေရောနှာခေါင်းတွေရောပါးစပ်တွေရောအကုန်ပါတယ်လေဆီလီကွန်မိန်းမကြီးနဲ့ရတယ်လို့ဖြစ်သွားမှာပေါ့ AI ကိုနားထောင်ပြီးတော့ AI ကိုရှင်ထဲမှာနှစ်သက်တယ် AI ကိုပဲမူရင်းထကောင်းတယ်ဆိုရင်အဲ့ဒီပြိတ္တကဘာနဲ့သွားတူနေလဲဆိုတော့ဆီလီကွန်အယုတ်ကြီးကိုဇနီးဖြစ်ပေါင်းတင်ထားတာနဲ့တူသွားမှာနော်အဲ့လိုဖြစ်သွားမှာနော်ဘာခံစားချက်မှာကို့မှာဘုဘကဖိပြမရဘူးလေ AI ဆိုတာကစက်နဲ့ဆောင်ရွက်ထားတာကွန်ပျူတာနဲ့ဆောင်ရွက်ထားတာအဲ့ဒါလေးတွေကိုကိုယ့်ရဲ့နှလုံးသားအားလဲလိုတယ်အသိဉာဏ်အားလဲလိုတယ်ဒါကဆောင်ရွက်မယ်ဆိုရင်ဘေးလူကိုအကျိုးသက်ရောက်မှုဘယ်လောက်ထိရှိသွားတာလဲကျွန်တော်တို့တပည့်လေးတွေဟိုတနေ့ကအလို့ယုံမှာစီကံတစ်ခုဖောက်တယ်စီကံတစ်ခုဖောက်တဲ့အခါမှာကျွန်တော်ဘာပြောလဲဆိုတော့ငါညီတို့မင်းတို့ဖောက်တဲ့စီကံကစီကံဖောက်တယ်ဆိုတာ၃မျိုးလောက်တော့ရှိတယ်ကွာတစ်မျိုးကမိမိစံထားလျောက်မိမိဆောင်ရွက်ခြင်းလို့မိမိဆောင်ရွက်လိုက်တယ်လုပ်လိုက်တယ်ဘေးလူကိုမထိခိုက်ဘူးဆိုရင်ဒါကိုယ်ခံစားချက်ကြောင့်ကိုကျွလွန်တဲ့အကုသိုလ်ကိုအပြစ်ဖြစ်တယ်သူများမထိခိုက်ဘူးဆိုရင်ဒါအပြစ်ကဆိုးဆိုးဝါးဝါမဟုတ်သေးဘူးကွာတချို့ကြတော့ကိုလုံးချင်တဲ့စံထားကြောင့်လုံးချင်ကလှုပ်လိုက်တယ်ကိုယ်စံထားကိုထုတ်ဖော်တယ်ကွာကိုယ်ဆောင်ရွက်ချင်တိုင်းဆောင်ရွက်လိုက်တယ်တစ်ဖက်လူထိခိုက်နစ်နာသွားတယ်ဆိုရင်ဒါမင်းတို့အပြစ်ကြီးသွားပြီအဲ့အကုသိုလ်ကအပြစ်ကြီးတဲ့အကုသိုလ်ပဲအဲ့တော့အဲ့အကုသိုလ်မျိုးမင်းတို့ကျွလွန်တဲ့အရာမျိုးဆိုရင်ဆရာတို့ကပြစ်ဒဏ်ပိုးပေးရမယ်မဟုတ်ဘူးကိုယ်စံထားလျောက်လူတဘာဝပဲလုပ်တယ်ဆိုရင်နောက်မလုံးနဲ့ဒါမို့လို့ဒီလိုမျိုးအပြစ်ပေးတော့မယ်ဒီလောက်နဲ့ရက်လို့ရတယ်မဟုတ်ရင်တော့လှုပ်ထုတ်တာတွေပါကျုံးလာမယ်အဲ့တော့ခုလည်းပဲ AI ကိုဖန်တီးနေတဲ့ညီလေးညီမလေးကိုကြီးမကြီးတယောက်ပေါ့နော်ဒါလေးစဉ်းစားဖို့ကောင်းတယ်မိမိပြုလုပ်လိုက်တဲ့အချက်ကသူတစ်ပတ်သားထိခိုက်နစ်နာသွားတယ်ဆိုရင်အပြစ်ကြီးတယ်အပြစ်ကြီးတယ်ဒါစဉ်းစားချင့်ချင်ရမယ်ကိုချင်းစာတရားထားရမယ်မိမိစံထားလျောက်မိမိမှန်နဲ့စာသားလေးရင်းမယ်ဒီညာလေးကိုဘယ်ကော့နဲ့လိုချင်တယ်မိန်းကလေးတန်နဲ့ရချင်တယ်ဟိုက်ကီးဘယ်လောက်ထားချင်တယ်ဒီနေရာလေးကိုပီယန်နိုတီးပေးပါဂီတာတီးပေးပါတရောတီးပေးပါဒါမို့လေးတွေနဲ့ကိုရေးချင်တဲ့အကြောင်းအရာလေးတွေကိုကိုယ့်ဘာနဲ့ကိုအသစ်ဖန်တီးတယ်ဆိုရင်တော့ AI ကိုခိုင်းစားတာဖြစ်တယ်တန်တယ်လူနှလုံးသားတွေမရင်းရဘူးတန်တယ်အဲ့ဒါမျိုးဆိုရင်တော့ဆောင်ရွက်တဲ့တယ်ကိုယ်ကြိုးစည်းပွားကိုကိုယ့်ရဲ့ဆောင်ရွက်ချက်နဲ့ပဲကိုသွားမယ်ကိုကြိုးစည်းပွားကိုလုံရင်းနဲ့ကိုယ်ခံစားချက်ကိုပေါ်ကျွင်းနဲ့သူများတိကနစ်နာသွားတယ်ဆိုအပြစ်ရှိတယ်ဒါလေးတွေကိုစင်ကြင်ဖို့ကောင်းတယ်နော်ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ရဲ့ခံစားချက်လေးတွေကိုတင်ပြရင်းနဲ့မိဘပြည်သူများလည်းသိတဲ့လို့ AI ကိုဖန်တီးနေကြတဲ့ညီလေးညီမလေးကိုကြီးမကြီးဦးကြီးတော်ကြီးဒါလေးတွေစဉ်းစားတင်တယ်လို့ကိုချင်းစာတရားလေးထားတင်တယ်လို့ကျွန်တော်မြင်ပါတယ်တေးစာတေးဆူတီးဆရာတွေဖန်တီးသူတွေ producer တွေကိုစာနာပါနော်နားထောင်နေတဲ့မိဘပြည်သူများအနေနဲ့ကလည်းမတို့တွေဟာဘာလို့ရွေးချယ်ရမှာလဲမတို့တွေဆီလီကွန်ရုပ်ကြီးနဲ့ညားနေလို့ဖြစ်သွားမယ်လေလို့ကိုတိတင်နေနော်တိတင်နေနော်လူအစ်စ်နဲ့လူတဘာဝနဲ့ဆောင်ရွက်ကြပါအခုဆိုရင်ကျွန်တော်တို့တေးသချင်းတွေကို international ကိုတင်ဆက်မယ်ဆိုကျွန်တော်တို့သချင်းတွေကကြည့်ကျင်စရာကောင်းတယ်တဘာဝတောရှူရင်တောတဘာဝနွားဆိုနွားစစ်ကိုမြင်ရတာလေနော်ငှက်ဆိုငှက်စစ်ကိုမြင်ရတာရှူခင်းကနောက်ကကန်ကြီးနောက်ကထမ်းမင်းကြီးဆိုထမ်းမင်းကြီးအစ်စ်ကိုမြင်ရတာနောက်ကကလကအစိမ်းကြီးခံပြီးတော့မှ AI နဲ့ဖန်တီးထားတဲ့ရုပ်တွေကိုမြင်ရတာမဟုတ်ဘူးဗျတိုက်တန်းနဲ့ကားကိုကြည့်လိုက်ကျွန်တော်တို့အသက်14နှစ်ကကြည့်လာတဲ့ဇက်ကားအဲ့ကလေးက AI နဲ့လုပ်ထားတယ်ကျွန်တော်တို့လိန်ညာခံခဲ့ရတယ်အစ်စ်တွေကြည့်ခဲ့ရတာမဟုတ်ဘူးခုကျွန်တော်တို့ရိုက်ပြတဲ့တောသချင်းလေးတွေအစ်စ်တွေကြည့်ရတာမိဘပြည်သူများအစ်စ်တွေတင်ပြတယ်လူတွေနဲ့တကယ်ရိုက်ပြီးတကယ်လုပ်ထားတာအနှစ်တည်းကြီးပဲအဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာတင်ဆက်တဲ့ဟာတွေတဘာဝတွေမပြောက်သေးဘူးအစ်စ်တွေကြည့်ရတာတန်သေးတယ်လို့သိပါဗျာတန်ဖိုးရှိတာကိုတန်ဖိုးရှိမှန်သိပြီးတော့ကြိတ်မှတန်ဖိုးရှိမယ်ပေါ့ဗျာနော်အဲ့ဒါကြောင့်လူပညာအရေးသွေးကြတယ်လို့မြင်လားလူပညာဖန်တီးမှုမြင့်ခြင်းခံစားသူတွေဘက်ကလည်းလူပညာခံစားမှုမြင့်မှလူပညာဖန်တီးသူကလည်းမြင့်မြင့်ပေးနိုင်မှာလူပညာဖန်တီးမှုမမြင့်တဲ့အရာတွေကိုမိမိကအားပေးမြောက်စားပြီးတော့ဆောင်ရွက်မယ်ဆိုရင်လူပညာဖန်တီးမှုအားနည်းတဲ့သူတွေနဲ့ပဲမိမိဘဝရက်တည်ရတော့မှာပေါ့နော်အဲ့ဒါလေးတွေကိုလည်းသိဖို့လိုအပ်ပါတယ်ခင်ဗျာကဲအားလုံးမိဘပြည်သူများအားလုံးခုနှစ်သားသမီးများစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာ